ဘဝမှာအမေရိုက်တာကိုဘယ်နှခါခံရဘူးလဲဒီနေ့ကောင်ပွားစီပြောတာကိုဘယ်နှခါကြားဘူးလဲတော်တော်များများကဒါကိုကြိုက်ကြမှာမဟုတ်ပါဘူးဒါပေမဲ့အချိန်ကြီးကြားကြီးအမေရဲ့အနာမှာမနေခဲ့ရတဲ့သူတွေကတော့ဒါမျိုးကိုမှလူချင်းကြတာအမေရဲ့စူရာရိုက်တာကတော့ကြည်နူးစရာလို့ခံယူကြတယ်ဘဝမှာအဖေကဘယ်နှခါလောက်ကျောင်းကိုလိုက်ပို့လိုက်ကြိုလုပ်ဖို့တလဲအဖေရိုက်မှာအဖေစုမအောင်ဘယ်နှခါကြောက်ဘူးလဲအဖေကြောင့်ဘယ်နှခါမလွတ်မလပ်ဖြစ်ဘူးတလဲတော်တော်များများဒါကိုကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆုံးရှုံးရတယ်ဆိုပြီးမကြိုက်ကြပါနဲ့အချိန်ကြီးကြားကြီးအဖေနဲ့နီးကပ်မနေရပဲအရန်တွေလွတ်လပ်နေတဲ့သူတွေကတော့တစ်ခါလောက်မလွတ်မလပ်ဖြစ်ကြည့်ကြတယ်။ကျောင်းမှာအပေါင်းအသင်းတွေကြားထဲမှာတငယ်ချင်းချင်းမိဘအကြောင်းတွေပြောကြတဲ့အခါကို့မှာဘာမှပြောစရာမရှိပဲမော့ကြည့်ရုံပဲတက်နိုင်တဲ့အခြေအနေတွေကို broken family ကလူတွေမှာပိုးပြီးခံစားရတယ်။အဓိကကတော့မိဘမဲ့ဖြစ်တာထက်မိဘရှိရတဲ့မိဘမဲ့ဖြစ်တာကပိုးပြီးဆိုးရပါတယ်အထီးကျန်မှုတွေများလာတဲ့အခါလူတွေကဘာလို့တက်ကြသလဲအပေါင်းအသင်းရှာပြီးထွက်ပေါက်တစ်ခုရှာတတ်ကြပါတယ်ဒါပေမဲ့အပေါင်းအသင်းမှာနေနေရောဒီလိုနဲ့ဒီနေ့မှာဘဝကိုကို့အတွင်းထဲကိုဖြတ်သန်းနေရင်ဒီဝီဆိုတဲ့မိမတယောက်နဲ့တွေ့တဲ့အခါသူ့ဘဝမှာတစ်ခါမှမရဘူးတဲ့ဂရုစိုက်မှုတွေရလာတယ်။အဲ့ဒါလေးတွေကိုပဲမမုန်းမိသွားတဲ့အခါသူ့ဘဝမှာဂရုစိုက်ခံရဖို့အတွက်ဆိုဘာမဆိုလုပ်ပြီးမဲ့သူဖြစ်ပြောင်းလဲခဲ့ရပြန်มาတော့တယ်။ဒီစာအုပ်ထဲမှာမွန်းချက်စရာဇလန်းစက်ကွက်တွေနဲ့ထိတ်လန့်သွေးပြက်စရာအကြောင်းအရာတချို့ပါဝင်ပြီးစိုက်ကိုဆန်တဲ့ဇလန်းလေးဖြစ်တာမို့ပို့ပပအပန်းဖြေဖက်စရာစာအုပ်တော့မဟုတ်ပါဘူးဒါပေမဲ့ယူရင်ယူတတ်တဲ့လောက်အသူရဲ့တရားတစ်ခုခုပြီးထားတဲ့စာအုပ်ပါဇလန်းတစ်ခုလုံးမှာအင်အားကြီးတဲ့သူကအားနည်းတဲ့သူကိုအနိုင်ယူအသုံးချတတ်တဲ့တဘာဝရဲ့ကြီးနိုင်ငယ်ချင်းဝါဒကိုပုံဖော်ထားပါတယ်